လိုက်တာဟုတ်ဟုတ်တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဘုရားယေရနာမလီပေးတဲ့ကြောင့်မလီပေးတဲ့ကြောင့်ပျက်စီးခဲ့ရတော့ပျက်စီးခဲ့ရတော့ရုံးရှိရုပ်နဲ့ထိုင်ဝမ်မြန်မာလူမှုဆောင်ရှောက်ရေးအတင်းအဖွဲ့မှာအတင်းတစ်ဖန်ဆောက်လို့လူရကြပါကုန်၏အရှင်မြတ်တို့ဗျာလူသားဆောက်လို့တော့လူတော်အမြယူတော်မူကြပါကုန်တော်ချစ်စရာလေး